မင်္ဂလာပါအခုအသေးကွဲနေတဲ့သူတွေရှိကြလားအသေးကွဲနေတဲ့ကိုယ့်ရဲ့ချစ်တဲ့သူနဲ့ကိုယ်နဲ့အခုလက်ရှိမှာအဆင်မပြေနေဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးသူမျိုးတွေအတွက်ဗီဒီယိုကနောက်တစ်နေရာကနေအကျိုးရှိမယ်လို့ယုံကြည်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကိုယ့်ကိုဘယ် level လိုက်ရောက်နေပြီလဲဆိုတာကိုသုံးသပ်ကြည့်ရင်လည်းကိုကဘယ်လိုမျိုးကိုယ့်ကိုပြန်လည်ပြီးတော့ save လုပ်လို့ရလဲကယ်တင်လို့ရတယ်ဆိုတာကိုကိုယ့်ကို analysis လုပ်နိုင်ဖို့ကိုယ့်ကိုသိရှိနိုင်ဖို့အတွက်ယူရီကဒီဗီဒီယိုလေးနဲ့ပြပြပေးပါမယ်အဲ့တော့ယူရီစပြောရမယ်ဆိုလို့ရှိရင်သုံးတယောက်နဲ့အဆင်မပြေဖြစ်နေရပေါ့နော် stage တွေကအဆင့်လိုက်သွားတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ခံစားချက်ကသူနဲ့ကိုယ်နဲ့ကြားမှာအသေးကွဲတယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့သူနဲ့ပတ်သက်တဲ့ဒီခံစားချက်တွေကိုကို hide လုပ်လိုက်တာဟန်ဆောင်တာမျိုးပေါ့အဲ့တော့ပထမဆုံးအနေနဲ့စောစောပြောသလိုပဲကိုခံစားချက်တွေကို hide လုပ်တာဟန်ဆောင်တာမျိုးပေါ့နော်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်သူနဲ့ကနေကပြန်အဆင်ပြေမှာပါ။ तू ကကိုခဏစိတ်ဆိုးတာဖုန်းမကင်ဘူးကိုနဲ့ပတ်သက်လို့ရှိရင်ရှောင်းနေတယ်ဆိုလို့ရှိရင်လည်းကိုစိတ်တရားတာကိုပေါ့နော်ညာနေရမျိုးလေးတွေဟန်ဆောင်နေတာမျိုးပေါ့ကို feeling တွေကို hide လုပ်ပြီးတော့အခြေအနေတစ်ခုကိုသူနဲ့ကိုယ်နဲ့ကြားထဲမှာအဆင်မပြေဘူးမဖြစ်နိုင်တော့ဘူးဆိုတာကိုကသိတယ်ဒါပေမဲ့ကိုယ့်ရဲ့မသိစိတ်ကကိုယ့်ရဲ့ feeling တွေကို hide လုပ်နေတာမျိုးပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူငါ့ကိုခဏပဲစိတ်ဆိုးနေရပါသူငါ့ကိုတတိယမှာပါအဲ့လိုမျိုးလေးတွေပေါ့နော်ခံစားနေရတာမျိုးလေးတွေအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာပါတယ်ဆိုလို့ရှိရင်အဲ့ဒါကကိုယ့်ရဲ့ခံစားချက်တွေကိုကို hide လုပ်နေတာဟန်ဆောင်နေတာညာနေတာပေါ့နော်အချိန်တွေတစ်ခုကိုမဖြစ်နိုင်ဘူးအဆင်မပြေဘူး तू ကလည်းကိုယ့်စီကိုပြောင်းလာတော့ဆိုတော့လေကိုယ့်ရဲ့မသိစိတ်ကတီကောင်းသိနေလိမ့်မယ်ဒါပေမဲ့ကိုဟန်ဆောင်ပြီးတော့လိန်ညာနေတာမျိုးလည်းရှိတတ်တယ်အဲ့ဒါပထမအဆုံးအဆင့်လို့ပြောလို့ရတယ်နောက်တစ်ဆင့်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီ stage မှာကိုကအရာကိုဒေါသတွေကထွက်လာပြီဘယ်လိုမျိုးဒေါသတွေထွက်လာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်တဲ့သူကတခြားတယောက်နဲ့အဆင်ပြေနေရဆိုလို့ရှိရင်ကိုကသူတို့ပျော်ရွှင်နေတာသူ့ကိုမြင်နေရတာကိုကအရန်ကိုစိတ်တွေကတူနေပြီအဲ့တော့ကိုလည်းဒီလိုအခြေအနေမျိုးမှာအရန်ကိုဒေါသတွေဖြစ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းထိခိုက်တတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဘာလို့လဲဆိုရင် तू ကကိုမပါဘဲနဲ့ပျော်နေတာကိုမဟုတ်တဲ့သူနဲ့ပျော်နေတာကိုကကြတော့လိုမျိုးစိတ်ပြက်လက်ခံစားနေရတယ်ဆိုပြီးကိုအားမလို့အားမရတွေဖြစ်လာမယ်သူပျော်နေတဲ့ဟာတွေကိုကိုယ့်ရဲ့ life မှာကြတော့ပေါ့နော်စိတ်တူတာတွေဒေါသတွေခံပြင်းတာတွေအဲ့ဒါတွေပေါင်းပြီးတော့ကိုယ်စိတ်ထဲမှာလည်းဒါတပူပေါ်နှစ်ပူဆင့်ပြီးတော့ပူလောင်ရတယ်ပေါ့နော်အဲ့တော့အဲ့ stage မှာခုနကခံစားချက်တွေကိုကိုလိန်ညာဟန်ဆောင်ွယ်ပြီးတော့ဒါနေတဲ့ဒါသူ့ဘက်ကပေါ့နော်အဆင်မပြေနိုင်တော့ဘူးဆိုတော့ကိုကတိရက်နဲ့ဒါပေမဲ့နောက်တစ်ဆင့်အနေနဲ့အဲ့ဟာကနေကြော်သွားပြီနောက်တစ်ဆင့်ဆိုလို့ရှိရင်ကိုကတော့ဒီမှာခံစားနေရတယ်သူကတော့ပျော်နေရဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးဖြစ်ကြလိမ့်မယ်ထင်တယ်အဲ့တော့ဒုတိယအဆင့်မှာကိုကဒေါသတွေထွက်နေတဲ့အဆင့်ပေါ့နော်အဲ့တော့ဒေါသတွေထွက်တဲ့အဆင့်ပြီးလို့ရှိရင်နောက်တစ်ဆင့်ကကိုယ့်ရဲ့စိတ်ထဲမှာယူကြုံမရတဲ့အတွေ့အမျိုးတွေပေါ့နော်ငါအဲ့တုန်းကဒါသူ့ပေါ်ကိုဒီထက်ပိုပြီးတော့ကောင်းကဲလိုက်မယ်ဆိုလို့ရှိရင်သူကငါ့ကိုလူမျိုးမဆက်ဆံမဲတဲ့ငါအဲ့တုန်းကငါပြန်ချော့လိုက်တယ်ဆိုလို့ရှိရင်ဒီလိုအခြေအနေတွေရောက်ချင်မှရောက်မှာအဲ့လိုမျိုးလေးတွေးတတ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီအခုပြောမဲ့တတိယအဆင့်မှာပြန်ပြီးတော့ကိုယ့်ရဲ့ memories တွေကသူ့ဘောကိုသူကောင်းတာတွေရောမကောင်းတာတွေရောအဲ့လိုမျိုးပေါ့နော်သူ့ကိုပြန်ပြီးတော့တနာစိတ်ဝင်ပြီးတော့ဟိုအဲ့ချိန်မှာအတွေးတွေဝင်လာတတ်တယ်ဒါကတော့တတိယအဆင့်ပေါ့နော်အခုကိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်ပေါ့နော်အခုဒါတတိယအဆင့်ရောက်နေပြီတတိယအဆင့်မှာကိုကသူ့ကိုသူနဲ့ဖြစ်ခဲ့တဲ့အရာတွေပြဿနာတွေကိုကိုကသူ့ကိုတနာစိတ်တွေအာနာစိတ်တွေနောင်တရစိတ်တွေဝင်ပြီးတော့ဖြစ်နိုင်တော့တဲ့ situation တစ်ခုကိုကအတွေးထဲမှာပေါ့နော်ဒီလိုမလုပ်ခဲ့လိုက်ရရင်ကောင်းတာပြီးတော့ယူကြုံမရတဲ့စိတ်တွေဝင်လာတတ်တယ်ပြန်ပြီးတော့အဲ့ဒီအခြေအနေတစ်ခုကိုပြန်ရောက်ချင်တယ်ပြန်ပြီးတော့မရနိုင်တဲ့အခြေအနေတစ်ခုမှာပြန်ပြီးစူးစမ်းချင်တဲ့စိတ်တွေဝင်လာတတ်တယ်ပေါ့နော်အဲ့ဒါတော့အဆင့်3သူနဲ့ကိုယ်နဲ့လည်းမပြေလည်သေးဘူးဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့လောက depression တွေကျလာပြီအရန်ကိုစိတ်ထဲမှာပေါ့နော်ခံပြင်းတာတွေငိုတာတွေအဲ့ဒီအချိန်တွေမှာအရန်ဆိုးရတယ်အဲ့လိုမျိုးအခြေအနေမှာကိုယ့်ရဲ့ဘေးနားမှာမိတ်ဆွေတငယ်ချင်းကောင်းကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေမဲ့အရာတွေကိုယ့်ကို control မလုပ်နိုင်ဘူးကောင်းတဲ့အရာတွေနဲ့ control မလုပ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအချိန်တွေမှာအရန်ကိုdown ပြီးတော့ပေါ့နော်ကိုလည်းတစ်ခါတည်းတချို့တွေဆိုလို့ရှိရင်အဲ့ဒီ stage မှာပေါ့ကိုထိခိုက်နိုင်ခြင်းအောင်လုပ်မိတာမျိုးတွေအများကြီးကြုံတွေ့ရတတ်တယ်ပေါ့ depression ဝင်လာတဲ့ stage မှာကိုထိန်းဖို့လိုအပ်တယ်ကိုရဲ့အုံနောက်ကကို handle လုပ်နိုင်တဲ့စိတ်မျိုးတွေမိတ်ဆွေတငယ်ချင်းကောင်းတွေအများကြီးလိုအပ်တယ်ပေါ့နော်အထီးကျန်နေရပြီးခံစားချက်တွေရန်ကိုစိတ်ချနေပြီလို့ထင်လို့ရှိရင်စာဖတ်တာမျိုးတို့အောက်စားလုပ်တာမျိုးပြင်ထွက်တာမျိုးအဲ့လိုမျိုးပေါ့နော်တစ်ခုခုနဲ့အချိန်ကုန်ဆုံးတာမျိုးတွေလုပ်တင်တယ်အဲ့တော့တဖြည်းဖြည်းနဲ့အဆင်ပြေလာတဲ့အခြေအနေမှာလုံးဝကိုယ့်ရဲ့စိတ်ကစိတ်ကြတာကြီးပေါ့နော်ဒီအခြေအနေနဲ့ပတ်သက်ရင်ငါပဲကန်ဆိုးနေရတာလားသူနဲ့ပဲအဆင်မပြေတော့ဘူးလားလုံးဝဘွားကြီးကအဆုံးသတ်လိုက်ပြီလားဆိုပြီးအဲ့ဒီအခြေအနေမှာကိုယ့်ရဲ့စိတ်ကိုဝမ်းနဲ့အားငယ်စိတ်တွေ
အများကြီးဝင်လာတတ်တယ်ပေါ့အဲ့တော့အဲ့ stage မှာအများဆုံးခံစားရတာဘယ်မျိုးပေါ့နော်အလုပ်တွေထိခိုက်လာတယ်အဲ့တော့အဲ့ဒါတွေလွန်သွားပြီလက်ကိုနဲ့ကြားထဲမှာလည်းအစင်ကမပြေနိုင်သေးဘူးပေါ့နော်ဖြစ်သမျှအရာတွေကိုလက်ခံနိုင်သွားပြီဆိုတဲ့ stage အဲ့ဒီ stage မှာဆိုလို့ရှိရင်ကိုကသူနဲ့ပတ်သက်တဲ့အနေအထားတစ်ခုကိုကံပါဘလောက်ပဲသူကကိုပေါ်တကယ်ကိုမကောင်းတဲ့လူပါလားကိုတကယ်ကိုစိတ်တောက်ပေးပါလားငါပြောအောင်နေမယ်လှအောင်နေမယ်ဆိုပြီးအဲ့လိုအခြေအနေမှာဒီဖြစ်ခဲ့တဲ့ issue တစ်ခုလုံးကိုပေါ့စိတ်ကိုထုံချလိုက်နိုင်ပြီပေါ့နော်သူနဲ့ပတ်သက်လို့ရှိရင်ကောင်းတာဖြစ်ဆိုးတာဖြစ်အဲ့အခြေအနေမျိုးမှာဘာမှမတုံ့လို့တော့ဘူးစိတ်ကလည်းသူနဲ့ပတ်သက်လို့ရှိရင်လုံးဝပြတ်သားသွားပြီပေါ့နော်စိတ်တွေကလည်းအခြေအနေကိုလက်ခံနိုင်သွားပြီသူနဲ့ပတ်သက်တဲ့အရာတွေကိုလည်း move on လုပ်နိုင်သွားပြီရှင်းလင်းလိုက်နိုင်ပြီအဲ့ဒါတော့နောက်ဆုံး stage လုံးဝ neglect လုပ်နိုင်သွားပြီလို့လည်းပြောလို့ရမယ်အခုလက်ရှိမှာတဲခွဲထားတဲ့အရန်ကိုစိတ်ထဲမှာခံစားချက်တွေအရန်နာကျင်ပြိုလဲနေတယ်အဲ့ဒါဆိုလို့ရှိရင်ဒီအချက်လေးတွေနဲ့ကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ပါဘယ်လိုမျိုးသုံးသပ်ရမလဲဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ကိုကြုံတွေ့နေရတဲ့အနေအထားကိုယ့်ရဲ့စိတ်ခံစားချက်တွေဒီဘယ်လိုလဲနောက်တစ်ခုကကိုတယောက်တည်းခံစားနေရတာမျိုးကခက်ခဲနေရဆိုရင်ဘယ်သူနဲ့ရင်ဖွင့်တိုင်ပင်မလဲလုံခြုံစိတ်ချရတဲ့သူမျိုးနဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို sharing လုပ်ရင်းနဲ့အကြံပေးဆွေးနွေးမှုတွေယူမလားစသဖြင့်ပေါ့ကိုစိတ်ခံစားချက်တွေပိတ်လောင်မနေပဲနဲ့ကိုယ့်ရဲ့အဆင့်အလိုက်ဖြေရှာလို့ရတယ်ပေါ့နော်stage တစ်ခုနဲ့တစ်ခုကြားထဲမှာအဆင်ပြေသွားပြီဆိုလို့ရှိရင်လည်းဒါအကောင်းဆုံးပြဿနာတွေကိုဖြေရှာပြီးတော့ရှေ့ဆက်လို့ရတာပေါ့နော်အဲ့တော့လုံးဝမပြေလည်တော့ဘူးဆိုလို့ရှိရင်တော့အချိန်တိုင်းတာတစ်ခုမှာနောက်ဆုံးမှာတော့လက်ခံပြီးတော့ဒီအခြေအနေတစ်ခုကိုဘယ်သူမှမဆိုဖြေရှာတဲ့ပုံစံမျိုးဒီလောက်ထနိုင်မယ်လို့ယူယုံကြည်ပါတယ်ခုလိုမျိုးကြုံတွေ့နေရတဲ့သူတွေရှိရဆိုလို့ရှိရင်စိတ်ခံစားချက်တွေကိုကိုအဖြေရှာကြည့်ဖို့တထောင်တနေရာကနေယူရဲ့ဗီဒီယိုကအကျိုးဖြစ်ထွန်းနိုင်မယ်လို့ယုံကြည်ပါတယ်ဗီဒီယိုနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့မယ်နော်အားလုံးကျေးဇူးတင်ပါတယ်